Hello ဝင်းနေကိတ်လေးတွေကိုဆိုင်မှာနေချင်းရလားလို့မေးမိနေတဲ့ customer တွေအတွက်ကိုကျမကနေပြီးတော့မှဆိုင်မှာနေချင်းရလားဆိုတော့တကယ်လည်းပြပြသွားပြပါမယ်ဒီကိတ်လေးကတော့14လက်မှချောကလက်ကိတ်လေးပါရှင် customer ကမနက်ကမှမှာပြီးတော့မှညနေခင်းအတွက်ယူမယ်ဆိုပြီးတော့မှမှာတာပေါ့နော်အဲ့ဒါကိုမှအလှဆင်ရကြိုက်တဲ့လိုလို့ရတယ်ကြားသလောက်ကိုရှင်းမယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့ကိတ်ဒီဇိုင်းရော accessory တင်တာရောကျမရဲ့စိတ်တိုင်းကြောက်ကိုပြုလုပ်ပေးထားပါတယ်ကိတ်တွေကနေချင်းရတယ်ဆိုပေမဲ့ဒီလိုမျိုး site အကြီးတွေ12လက်မှ14လက်မှချောကလက်ကိတ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့မနက်အစောတည်းမှာတာပို့အဆင်ပြေပါတယ်ကိတ်ရတာ flavor နဲ့ site အကြီးအသေးတွေကိုအချိန်အပိုင်းခြားတစ်ခုသတ်မှတ်ပြီးတော့မှနေချင်းစီစဉ်ပေးပါတယ်အားချမ်းလို့ခြင်းနဲ့အခုမှအခုဆိုတဲ့သူတွေအတွက်ကလည်း၄လက်မှကနေပြီးတော့မှ၈လက်မှ site အထိဆိုင်မှာစောင့်ယူမယ်ဆိုရင်15မိနစ်နိုင်ဝက်အတွင်း delivery ပို့ရမယ်ဆိုလို့ရှိရင်တော့တနာရီခွဲအတွင်းကျမတို့ရဲ့ Ola Bakery မှာနေချင်းပြုလုပ်ပေးလျက်ရှိပါတယ်ဗတ်ဒေးကိတ်တွေကိုပထမဦးဆုံးတော့နေချင်းရတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တာမို့လို့ customer တွေအနေနဲ့လည်းယုံကြည်စိတ်ချစွာမှာယူအားပေးလို့ရပါတယ်ရှင်ဒါဆိုရင်တော့ Ola Bakery မှာဗတ်ဒေးကိတ်တွေကိုနေချင်းရအောင်လုပ်ပေးရဲဆိုတာသိသွားပြီနော်